အိမ်မှာမိသားစုအတွက်ချက်ပြုတ်ရင်းနဲ့အချိန်ကုန်ခဲ့တယ်ဝင်ငွေရမယ့်အလုပ်ကလေးတစ်ခုခုလုပ်ချင်နေခဲ့တာဘယ်အစလောက်မှမသိဘူးဖြစ်နေတယ်မနှစ်က2024တုန်းကပေါ့ကျဲသိမိအဖွဲ့နဲ့အဖေအဖွဲ့တို့ကကျမတို့ရေလုံသားတွေကိုဖွင့်ကြိုးလာအောင်တင်နန်းနေပေးခဲ့တယ်ကျမတို့ရေလုံသားအဖွဲ့ကလည်းစိတ်ဝင်စားနဲ့တွားရောက်တက်ဖြစ်ခဲ့တယ်ဒီ3ရက်တာတင်နန်းမှာငါးတွေကိုဖမ်းဆီးပြီးနောက်ပိုင်းငါးကိုစနစ်တကျဂိုင်းတွယ်နီးရေခဲရိုက်နီးအပူငွေရဖို့ငပိငချောက်ငကြာရီပဇွန်ကြောက်ငါးမုံလိုမျိုးတံပိုးနင်းထုတ်ပုံလုပ်ငန်းတွေတင်ကြပေးခဲ့ပါတယ်တင်နန်းတစ်လျှောက်မှာလည်းအစားအစာဘေးကင်းမှုကိုတေချာစေဖို့ကောင်းမွန်တဲ့ထုတ်လုပ်မှုအလေးအကျင့်ကောင်းတွေကိုတင်ခဲ့ရပါတယ်ကျမတို့ဒေသမှာငါးပစုံတွေကိုဖမ်းဆီးပြီးတော့ရေခဲရိုက်ပြီးတိုက်ရိုက်ရောင်းချတဲ့စနစ်ကိုပဲကျင့်သုံးခဲ့ရဲ့အခု everywhere ဆရာမလေးလာပြီးတော့တင်နန်းပေးပြီးပါငါးပစုံကိုအခြေခံတဲ့တန်ဖိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်နိုင်ခဲ့ရဲ့အခုလည်းမင်းနဲ့တူငါးမုံကိုကြော်ပြီးတော့ဈေးကွက်မှာရောင်းချနေကြတယ်ကျမတို့ငါးမုံကိုလုံမယ်လို့စိတ်ကူးထားတယ်အိမ်ရောက်တာနဲ့အိမ်သားတွေကငါးဖမ်းလာတယ်ငါးဖမ်းလာတဲ့ငါးကိုကျမတို့သားမိတွေကရေစစ်တန့်စင်ပြီးတော့ရေခဲပုံးထဲကိုခဏထည့်ထားတယ်ထည့်ထားပြီးမှကျမတို့ငါးကိုထုတ်ကင်တယ်ချစ်ပြီးတာနဲ့ဒီငါးမုံကိုစတင်လုပ်တယ်ပါဝင်ပစ္စည်းတွေနဲ့အကုန်လုံးရောနေတယ်ပေါ့နေပြီးတော့မှစတင်လုပ်ဖြစ်တယ်ကိုလုပ်တဲ့မုံကိုရွာသားတွေကတန်ရှင်းလက်ဆက်တဲ့အတွက်ဝယ်စားကြတယ်ကျောင်းဆေးမှလည်းရောင်းတယ်ရွာထဲမှလည်းရောင်းတယ်အဲကိုကမုံကို300ထန်လေးရောင်းတယ်900ထန်လေးရောင်းတယ်အားလုံးကဝယ်စားကြတယ်ကြီးရမိုးကျော်ကလက်ဆက်ကြော်ထားတဲ့ကလေးတော့ကိုကျွေးတာပါအခုဆိုရင်မုံရောင်းတာတစ်နေ့ကို4000 5000 6000ရတဲ့အတွက်အိမ်အတွက်လည်းအထောက်အကူပြုတယ်ညီမလေးကိုလည်းမုံကိုပေးနိုင်ပါပြီကျွာမှာကျမတက်လာတဲ့ငါးမုံလုပ်ငန်းကနေပြီးတော့ငပိငချောက်လုပ်ငန်းကျွာမိန်းကလေးတွေကိုပြန်လဲပြီးတော့တင် ကြားဖြစ်တယ်ជីကဒီရွာမှာပထမဆုံးငါးမုံလောက်တာជីရှိမှာအားကြလို့ငါးမုံလုံနီးလာတင်တာကျမငါးမုံဒီနောက်ဆိုပဇွန်မုံအာလူးမုံရွှေဖယုံကြီးကိုလည်းစတင်လှုပ်ဆောင်မှုရှိတယ်ကျမရဲ့ငါးမုံလုပ်ငန်းကတေးသေးလေးဆိုရင်လည်းစတင်လှုပ်နိုင်ခဲ့တဲ့အတွက်ပျော်တယ်မိသားစုအတွက်အထောက်အကူပြုတဲ့အတွက်ဂုဏ်လဲဂုဏ်ယူမိ